အားလုံးပဲမင်္ဂလာပါ AOB YouTube Channel နေပြီးတော့ကျွန်တော်ညီကိုတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ဒီနေ့ညကတော့ UFA Europa League ပွဲစဉ်နေစုံစုံလင်လင်ရှိတဲ့ဂျာတာဘရီနေ့ညပေါ့နော်။ဒီညမှာလည်းကျွန်တော်ညီကိုတွေအတွက်ထပ်မံပြီးအကျိုးပြုပေါင်းပြစေနိုင်မယ်ဒီပွဲလေးတွေကိုကျွန်တော်ထပ်မံပြီး prediction လုပ်ပြီးတော့သုံးသပ်ပေးသွားပါမယ်။ Europa League နဲ့ AOB ဟာဘယ်လိုရလဒ်တွေရှိရဲဘယ်လိုပေါင်းလက္ခဏာတွေရှိရဲဆိုတော့ကျွန်တော်ညီကိုတွေအတီဆုံးမှာ Europa League နဲ့ AOB ကတော်တော်လေးကိုကန်ဆက်တဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီညမှာလည်းကျွန်တော်ညီကိုတွေကိုဒီအကျိုးပြုနိုင်ဖို့ဒီပွဲလေးတွေထပ်မံပြီးရွေးထုတ်ထားတာရှိပါတယ်ပထမဆုံးပွဲလေးအနေနဲ့ကျွန်တော်တို့ဒီည12:15မှာရှင်မြန်ကစားတော့ကြမယ်ဒီ Victoria Plaza နဲ့ Freiburg တို့ရဲ့ပွဲလေးကိုကျွန်တော် prediction လုပ်ပေးသွားပါမယ်ဒီပွဲမှာဒီ Freiburg ကနေပြီးတော့ Plaza ဘော်ကို Borussia level 50ရှုံးကိုပေါင်းစည်းအနေနဲ့ကတော့2.90ဆိုပြီးတော့ဖွင့်ထားတယ်ဒီ Victoria Plaza ဟာဒီရာဒီ Europa League မှာကြေးအောင်ဆုံးအသင်းဖြစ်ရည်တည်နေပါတယ်ဒီ Victoria Plaza ထက်ကြေးအောင်တဲ့အသင်း Europa League မှာမရှိသေးပါဘူးဒီအဆင့်ရည်တည်မှုဇယားရည်တည်မှုအနေထားမှာလည်းဒီ Plaza ကဒီနှစ်ပွဲတရေနှစ်ပွဲနိုင်ဆိုပြီးတော့ရလက်လေးမစိုးဘူးလို့ပြောလို့ရတယ်ဒီ Czech Republic Club အသင်းကသူ့အိမ်ခွင်းမှာဆိုရင်ပို့ပြီးတော့ဒီရလက်ကောင်းလေးတွေကိုဖန်တီးနိုင်စွမ်းရှိရပေါ့နော်ဒီဟာဒီ Europa League မှာလောက်လာထူတန်းခြေစွမ်းပြထားတဲ့အသင်းတစ်သင်းလို့ပြောလို့ရတယ်တစ်ဖက်က Freiburg ကဆိုရင်လည်းဒီအဆင့်2နေရာမှာရပ်တည်နေရဒီအသင်းတစ်သင်းပေါ့နော်ဂျာမန်လိဂ်ဘွန်ဒလီဂါအသင်းတစ်သင်းမှာဒီ Freiburg ကလည်းဒီယာဒီမှာယူရိုပါလိမှာဒီသူ့အနေနဲ့3ပွဲနိုင်တပွဲတည်ဆိုရရလက်တကယ်ဒီကောင်းမွန်တဲ့ရလက်ပိုင်ဆိုင်ထားတဲ့အသင်းမှာဒီအဲ့တော့ဒီပွဲမှာ body weight level 50ရှုံးဆိုတာကဒီတစ်ဖက်ဒီ Plaza ဘော်ကိုကြေးစတိုက်အောင်နေတဲ့ Plaza ဘော်ကို private ဖွင့်ပေးထားတဲ့ဈေးတန်းကဒီမလျော့ဘူးဒီပုံမှန်ဈေးလို့ကျွန်တော်ပြောလို့ရတယ်ဒါပြော့ရလို့ပြောလို့မရဘူးဒီ Czech Republic Club ရဲ့ဒီเนาะဒီရဒီပြနေတဲ့ခြေစွမ်းရ Freiburg အနေနဲ့လည်းဒီဈေးတန်းကဒီ Czech Republic Club အသင်းဖြစ်တဲ့ Plaza အိမ်ကွင်းမှာဒီဖွင့်ပေးထားတဲ့ဈေးတန်းကဒါပုံမှန်ဈေးလို့တော့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီ Plaza အနေနဲ့လည်းဒီရဒီမှာပြထားတဲ့ခြေစွမ်းကိုအားလုံးအတိပါအဲ့တော့ body ဈေး level 50ရှုံးကိုပေါင်းဈေး2.90ဆိုတဲ့ဈေးတန်းမှာဒီပွဲကဒီနှစ်သင်းလုံးကဒီယာဒီယူရိုပါလိမှာဟောတူလိမှာဟောဂိုးတွေလိုင်းသွင်းထားတယ်သွင်းဂိုးတွေလည်းပြန်ပေးထားရတဲ့အခြေအနေမှာ2.90ဆိုတော့ဒီဂိုးကောင်းဈေးကဒီရုပ်တိမရှိဘူးလို့ကျွန်တော်ကမြင်တယ်ဒီနောက်ပြီးတော့ချက်အိမ်ကွင်းမှာ Czech Republic ကလည်းအိမ်ကွင်းမှာဒီမမထန်းထန်းကစားတတ်တယ်ဒီအသင်းကြီးကိုလည်းဒုက္ခပေးနိုင်စွမ်းရှိတဲ့အတွက်ကြောင့်မလို့ဒီပွဲမှာကျွန်တော်ကတော့ဒီ Plaza Boring နဲ့ Plaza Goal Out လေးကိုကျွန်တော်ညီကိုရွေးချယ်ပေးခြင်းပါတယ် Plaza အနေနဲ့လည်းဒီပွဲမှာဒီအားလုံးဒီမထင်မှတ်ထားတဲ့ရလက်တစ်ခုထွက်အောင်လဲကစားပြနိုင်အောင်မယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော် Plaza ပေါ်မှာကျွန်တော်ထပ်မှန်ပြီးတော့ယုံကြည်ထားခြင်းပါတယ်အဲ့တော့ဒီဘက်မှာကျွန်တော်အနေနဲ့ကတော့ပထမဆုံးဦးစားပေးရွေးချယ်မှုအနေနဲ့ကတော့ Victoria Plaza Body ဒုတိယဦးစားပေးရွေးချယ်မှုအနေနဲ့တော့ကျွန်တော်ကတော့ goal out လေးကိုကြိုက်ပါတယ်ဒီ Freiburg ကလည်းဒီလောက် goal တွေသွင်းထားတဲ့အသင်းကိုเนาะဒီလိုမျိုး goal ပေါင်းဈေးဖွင့်ပေးထားတယ်ဆိုတာကတော့ဒီ Bookie အနေနဲ့သူ့အနေနဲ့ဒီ goal out ဘက်မှာရှိရလို့ကျွန်တော်ကမြင်တယ်အဲ့တော့ဒီပွဲမှာPlaza Body Plaza Goal Out လေးကိုကျွန်တော်ညီကိုရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်ညီကိုအနေနဲ့ online မှာเนาะဒီဘောလုံးပွဲတွေကစားခြင်းနေဆိုရင်ကျွန်တော် AOB မှာဒီ iPad Cushion ကို555 min Sport 8 zone 1 bet တို့ကိုဒီစိတ်ချယုံကြည်စွာနဲ့ account ဖွင့် unit ဖြစ်လာရောက်ပြီးတော့ကစားနိုင်ပါတယ်ကျွန်တော်ရဲ့ဒီ Viber နံပါတ်လေးကိုလည်းကျွန်တော်ဒီ Viber နံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်โอเคအဲ့တော့ကျွန်တော်ဒီဒုတိယပွဲလေးကိုသွားလိုက်အောင်ဒုတိယပွဲလေးအနေနဲ့ရောကျွန်တော်ဒီည2နာရီခွဲမှာရှင်မြန်ကစားတော့ကြမယ်ဘိုလော့နာနဲ့ဆေးဘက်တို့ရဲ့ဒီပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲမှာဘိုလော့နာအနေနဲ့ဆေးဘက်ဘော်ကိုဘော်ရီစေ1.50ကိုပေါင်းစည်းအနေနဲ့တော့3လုံး30စားဆိုပြီးဖွင့်ပေးထားတယ်ဘိုလော့နာဒီယာဒီယူပါလီမှာတပွဲမှာကြေးမောင်းထားပါဘူးဈေးကြေးအနေနဲ့တော့ဒီ3ပွဲတိတိကြေးကြပြီးတော့ဒီတပွဲသာပြန်ခွာနေနဲ့ရခဲ့ရပါတော့တစ်ဖက်ဆေးဘက်တောင်မှဒီယာဒီမှာ3ပွဲကြေးကြတပွဲကြေးအောင်ရလက်ပိုင်ဆိုင်ထားပါသေးတယ်ဒီဇယားရက်ဒီမှုအစင်တန်းရလဲဒီဘိုလော့နာကနေဒီစီးရီမှာရက်လက်လေးကောင်းပေမဲ့ဒီယူပါလီမှာတို့အနေနဲ့တော်တော်လေးကိုရုန်းကန်နေရတာကိုတွေ့ရတယ်ဒီเนาะနှစ်ပွဲတရေတပွဲနိုင်အနေထားနဲ့ဒီရမှတ်9မှတ်သာရရှိထားပါသေးတယ်ဒီ playoff တနေရာကိုတို့အနေနဲ့တက်လန်းဖို့ playoff တနေရာကိုစုပ်ကင်ဖို့ဆိုရင်တော့ဒီပွဲမှာဘောလောနာအနေနဲ့ကတော့ဒီတူတူတန်တန်တစ်ခုလုံးပြမှကိုရပါမယ်တစ်ဖက်7အနေနဲ့ကတော့ဒီရှုံးပွဲ3ပွဲတိတိကြုံတွေ့ထားပြီးတော့ဒီနောက်ဆုံးပွဲမှာဂိုးဟန် EA ကို2-0ဆိုတဲ့ result နဲ့ဒီနိုင်ပြီးတော့ရမှတ်3မှတ်ရရှိထားတဲ့အသင်းပေါ့နော်ဒီကဒီဘောလောနာကိုကျွန်တော်ယူရိုပါလိမှာစောင့်ကြည့်နေတာတော်တော်ကြာပါပြီကျွန်တော်လိုက်တဲ့ပွဲတွေတော်တော်များများလေးဘောလောနာခွေးဆက်ခင်းနေတာများပါတယ်ဒီပွဲမှာဘောလောနာဒီဂျင်းနဲ့နော်ဒီဂျေးမအောင်ခဲ့ဘူးဆိုရင်တော့ကျွန်တော်ဘိုလောနာကိုကျွန်တော်ပြစ်ပယ်လိုက်ပါတော့မယ်ကျွန်တော်ဒီပွဲမှာဘိုလောနာကဂျေးအောင်ချိန်တန်ပြီလို့ကျွန်တော်ကမြင်တယ်ဒီဘိုဂီနီနဲ့လည်းဘိုလောနာဘက်မှာဒီပွဲမှာသူ့အနေနဲ့နောက်ဆုံးရှိနေပြီလို့ကျွန်တော်ကတော့မြင်တယ်ဒီပွဲမှာ 1.50 ဆိုတဲ့ဘော်စီကဘိုလောနာကိုကျွန်တော်အနေနဲ့ကတော့ဒီ2-3-1 result တော့မှန်းတယ်ဒီဂိုးတွေလည်းနှစ်သင်းလုံးကအပြန်ဆိုင်သွင်းထားတဲ့အသင်းတွေဖြစ်တယ်တူလီမှာရောဒီယူရိုပါလိမှာရောဒီဘိုလောနာအနေနဲ့ဆိုရင်တော့ယူရိုပါလိမှာတော့ဒီ
တူရန်လုတ်ပြထားခြင်းတော့မရှိဘူးပေါ့နော်ဒီ CA မှာတော့သူတကယ်result ကောင်းလေးတွေပိုင်ဆိုင်နေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဘွဲမှာကျွန်တော်ဘိုလော့နာကိုထပ်မံပြီးတော့ယုံကြည်ပြီးတော့ဒီဘွဲမှာဘိုလော့နာပြန်လာခြင်းတန်ပြီးလို့ကျွန်တော်ကမြင်တယ်result အနေနဲ့တော့ကျွန်တော်အနေနဲ့ 2C3 ရောလည်းမှန်းနေပေါ့နော်ဒီဘွဲမှာကျွန်တော်အနေနဲ့ကျွန်တော်ညီကိုတွေကိုဘိုလော့နာ body ဘိုလော့နာ goal ဘော်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ goal တွေလည်းများသွားနိုင်တယ်လို့ကျွန်တော်ကမြင်တယ်ဒီဘိုလော့နာအိမ်ခွဲမှာဒီ Italy series club တင်းအနေနဲ့ဒီ playoff တနေရာကိုတော့ဒီရောက်ရှိနိုင်မယ်စုပ်ကင်နိုင်မယ်လို့ကျွန်တော်ကမြင်နေအဲ့တော့ဒီဘက်မှာကျွန်တော်အနေနဲ့ဘိုလော့နာ body လေးကိုချိန်ပါတယ်ကျွန်တော်ဒီညမှာကျွန်တော်ညီကိုတွေအတွက်ရွေးချယ်ပြီးတော့နှစ်ပွဲရောပထမပွဲအနေနဲ့ Victoria Plaza body Victoria Plaza go out ဒုတိယပွဲအနေနဲ့ဘိုလော့နာ body ဘိုလော့နာ go out လေးရွေးချယ်ပေးတော့တာဖြစ်ပါတယ်ကျွန်တော်ညီကိုတွေအားလုံးเนาะဒီကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ပွဲလေးကိုကြိုက်တူမှလိုက်ပြီးတော့ကစားဖို့ကျွန်တော်အကြံပြုပါတယ်ကျွန်တော်ရဲ့ opinion တွေကျွန်တော်ရဲ့ဒီကိုယ်ပိုင်အမြင်တွေဖြစ်တာကြောင့်မလို့ဒါလေးကိုကျွန်တော်တစ်ခါလေးမြစ်တာရခံထားခြင်းပါတယ်အဲ့တော့ကျွန်တော်ရဲ့နောက်ထပ်အကြိုက်တစ်ပွဲကိုလည်းကျွန်တော်ရဲ့ Telegram channel မှာတက်မှတ်ပြီးတော့တင်ဆက်သွားပါမှာ Europa League ညအတွက်เนาะကျွန်တော် Telegram channel link လေးကိုဒီ YouTube video ရဲ့ comment မှာချပေးထားပါမယ်ဒီထပ်မံတင်ဆက်သွားမှာမို့လို့ကျွန်တော် Telegram channel လေးကိုလည်း join သွားကြဖို့မမေ့ပါနဲ့ပြီးတော့ကျွန်တော် YouTube channel လေးကိုလည်း like subscribe တစ်ချက်လုပ်ပေးသွားခဲ့ကြပါအောင်ကျွန်တော်ညီကိုတွေအားလုံး Europa League ညမှာ AOB နဲ့တူတူအောင်ပွဲခံမယ် AOB ဘယ်လို result တွေရှိရကျွန်တော်ညီကိုတွေအားလုံးအတီးဆုံးဖြစ်ပါတယ်အဲ့တော့အားလုံးပဲ Europa League ညချမ်းလေးမှာအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်